အမေရိကန်ပြည်ထောင်စုမစ်ဆူရီပြည်နယ်မှာလေယာဉ်ပျက်ကျမှုတစ်ခုဖြစ်ပွားခဲ့လို့လေထီးသမားအပါအဝင်12ယောက်သေဆုံးသွားခဲ့ပါတယ်။လေထီးခုံမှုစီးနင်းလိုက်ပါလာတဲ့လေယာဉ်တစ်စင်းဟာဘတ်တလာမြို့အနီးမှာပျက်ကျသွားခဲ့တာပါ။ဒီဖြစ်စဉ်ကြောင့်လေယာဉ်မှုနဲ့လေထီးခုံသမား17ဦးစုစုပေါင်း12ဦးစလုံးအခင်းဖြစ်ရာနေရာမှာတင်ပွဲချင်းပြီးသေဆုံးသွားခဲ့ပါတယ်။ဒီဖြစ်စဉ်ဟာဇွန်လ14ရက်နေ့မနက်7:00နာရီခွဲလောက်မှာဖြစ်ခဲ့တာပါ။လေယာဉ်ကပြန်တက်ပြီးတဲ့နောက်မှာအရှိန်မယူနိုင်ပေအမြင့်ပေ100ဝန်းကျင်ကနေလှည့်ပြန်ဖို့ကြိုးစားရင်းအရှိန်ထိမရပဲပြက်ကျမိလောင်သွားခဲ့တာဖြစ်ပါတယ်။လေထီးသမားတွေအနေနဲ့ကလည်းအမြင့်ပေမလုံလောက်တဲ့အတွက်လေထီးဖွင့်ပြီးခုန်ချဖို့တောင်အချိန်မရလိုက်ကြပါဘူး။သေဆုံးသူတွေထဲမှာပထမဆုံးအကြိမ်လေထီးခုန်မဲ့သူတွေလည်းပါဝင်ခဲ့ကြတာပါ။အခုတော့အမေရိကန်အမျိုးသားတည်ယူပို့ဆောင်ရေးလုံခြုံမှုဘုတ်အဖွဲ့နဲ့ Federal လေကြောင်းဦးစီးဌာနတို့ကလေယာဉ်ပြက်ကျရတဲ့အကြောင်းရင်းကိုစုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ဆိုပါတယ်။